နော်လူလည်းတော်တော်ပင်ပန်းနေတယ်ဗျာတော်တော်ပင်ပန်းနေတယ်နော်တော်တော်ပင်ပန်းနေတယ်လိုက်တော့မလွင့်တော့ဘူးဗျာနော်ကျွန်တော်ဗီဒီယိုလေးတင်ပေးလိုက်ပါတယ်နော်ဒီရက်ကိုတော့ကျွန်တော်နည်းနည်းနားလည်ပေးပါဗျာအိမ်မှာနော်ကျွန်တော်တို့မိသားစုထဲမှာအဲ့လိုမျိုးလေးနော်ကိစ္စလေးရှိနေတဲ့အတွက်မို့ကျွန်တော်ဒီရက်တော့နားလည်ပေးပါနော်ကျွန်တော်အကောင်းဆုံးတော့လုပ်ပေးနေပါတယ်ကဲအားလုံးပဲဒါမင်္ဂလာရှိတဲ့တနင်္လာနေ့ညနေ4 နာရီခွဲတော့ပိုင်ဆိုင်သွားပြီပေါ့ဗျာနော်ကျွန်တော်တို့ဒါကိုဇာရိုးပတ်တီးနော် free ပတ်တီးနေခင်းညနေခင်းကမှပေးတယ်အခုညနေထွက်တယ်ပေါ့နော် free ပတ်တီးသမားတွေကတော့ဒါလုံးဝ okay သွားပြီပေါ့နော်မနက်ဖြန်အဖွဲ့ဝင်တွေကတော့အင်္ဂါနေ့မှာတော့ဒါကျွန်တော်ရဲ့အဖွဲ့ဝင်တွေရှယ်ပေါက်မယ်ပေါ့နော်ဒီညနေအင်္ဂါနေ့ညနေရတော့တနင်္လာနေ့ညနေရတော့ဒါနေ့တိုင်းသမားတွေနော်ဒါဗုဒ္ဓဦးမကျော်ဇာတိုးကဒါ6ပတ်တီးကဇာတိုးပတ်တီးကထွက်သွားပြီပေါ့နော်အားလုံးပဲအစင်ပြေကြမယ်ထင်ပါတယ်နေ့တိုင်းသမားတွေနောက်တစ်ခုကအကြောင်းမျိုးကြောင့်အဖွဲ့ဝင်နိုင်တဲ့သူတွေနော်ဟုတ်ပြီလားကဲအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေကဒါမနက်ဖြန်ကိုနော်ကျွန်တော်ရဒါမနက်ဖြန်ကိုနော်ကျွန်တော်ဒါမနက်ဖြန်အင်္ဂါနေ့မှာနော်အင်္ဂါနေ့မှာနော်အင်္ဂါနေ့မှာနော်အင်္ဂါနေ့အတွက်ကျွန်တော်မပြောခင်အင်္ဂါဗုဒ္ဓဟူးကျက်တပိ3ရက်စာအတွက်ကျွန်တော် break ကလေးပြောပြမယ်နော်အခုဒါနေ့တိုင်းသမားတွေကိုဒါ free ပတ်တီးပေးတာ6ပတ်တီးဒါတာဝန်ကြည်သွားပြီပေါ့ဗျာ6ပတ်တီးတာဝန်ကြည်သွားပြီကျွန်တော်အခုဒါ break ပေးမယ်နော်ဇာတိုးပတ်တီး free ပတ်တီးရတာလုံးဝ okay သွားပြီနော်ဒါအခုကျွန်တော် break ပေးမယ်ပေါ့ဗျာနော် break ကလေးကတော့အင်္ဂါဗုဒ္ဓဟူးကျက်တပိ3ရက်စာအတွက်9 break 3ည break ဖြစ်ပါတယ်နော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 ် break သမားတွေအတွက် break ကတော့အင်္ဂါဗုဒ္ဓဟူးဂျာတာ break ကို9 break 3ည break ဖြစ်ပါတယ်9 break 3ည break မှာကျွန်တော်ကိုလင်းရနေပြီးတော့ကြိုက်တဲ့ကဏ္ဍလေး3ခွက်တော့ရှိတယ်ပေါ့နော်အပူး2ခွက်နဲ့ပါဝါ1ခွက်ပေါ့3ည3ညရဲ့99ရဲ့50ရဲ့ဖြစ်ပါတယ်နော်နော်3ည3ညbreak 55 3ည break 55 break နော်55 break နော်ဒါ5 break 3ည break မှာကျွန်တော်ကြိုက်ဆုံးကဏ္ဍလေးတွေကအပူး2ခွက်နဲ့ပါဝါ1ခွက်ကြိုက်တယ်ပေါ့နော်55နဲ့3ည3ညနဲ့50ရဲ့ဖြစ်ပါတယ်နော်5 break 3ည break မှာကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးပေါ့နော်မေတတိတင်ထိုးရမယ်ကဏ္ဍလေးပေါ့5 break 3ည break သမားတွေအတွက် break နော်5 break 3ည break အဲ့မှာကျွန်တော်ကိုလင်းနေပြီး55 3ည3ည50ဆိုတဲ့ကဏ္ဍလေးတွေကိုကြိုက်ပါတယ်